ငွေတစ်ထောင်နဲ့မွေးနေရပဲဗျာမြင်ငပီးကနည်းနည်းမှွေပါမယ်အတီးရရှာရင်ကျွန်တော်ရေကိုအများကြီးထည့်ချမလိုပါဘူးနော်ပဲဒီယာနူရမ်တားမြန်လို့ပါကဲစားရှုံမုန်းထည့်ပါမယ်အဖုံးလေးအုပ်ပြီးတော့နည်းနည်းထက်ချက်ထားပါမယ်နည်းလေးကိုအပေါ်အနံ့အောင်ကျွန်တော်အိုးလေးကိုခါလိုက်ပါမယ်ဗျကဲပဲဒီကြက်ပါပြီခူးပါမယ်စားဖို့တော့ခူးမယ်ဗျာမြေသီးသီးလေးကိုတေးသေးလေးညှက်ထည့်ထားဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဆက်လေးပေါ့ဗျာကဲပဲသီးလေးတစ်ခွက်ရပါပြီဗျာမိတ်ဆွေတို့လည်းရှက်စားကြည့်နော်